ကျွန်တော် first တွေကတော့ skip ဖြစ်သွားတဲ့ပုံစံမျိုးတော့ဖြစ်သွားတယ်ပေါ့နော်ဘတ်တယ်ကတော့ချပစ်လိုက်တယ်ဆိုပေမဲ့ဖြစ်သလိုပဲချလိုက်ရတဲ့ဒါမျိုးမှာတော့ UK ဂျီကွန်နိုဖလက်က The Way Dragon လှတယ်နောက်မှာ damage လောက်သွားတာတစ်ခေါက်တေးမှာ UK နှစ်ကောင်ပြင်ရတာရပါညာဆိုပေမဲ့TikTok ကွက်လေးနဲ့ဗျာလှတယ်ဘရိုအဲ့လိုမျိုးဆွဲဖြတ်တာလေးတော့ကောင်းတယ်အဲ့မှာ fan တွေလည်းမဝင်ရတော့ဘူးချောင်းမင်းကလည်းဖလပင်းကခေါ်လာတာဘရိုတေးကြသွားပြီလိုက်ချောင်းညီကိုတော့နော်အားတိုက်အဲ့မှာ fan ကွန်အထာပဲလေသားကြီး fan ကွန်ကသူတို့မထုတ်ရဘူးဆိုတာဘာမှမရှိဘူးသားအဲ့ဒါလည်းကောင်းတယ်ဘာဖြစ်ဖြစ်အနည်းဆုံးရှုံးသွားရင်တော့ player တွေလိုရဲကန်ရသေးပေးလိုက်မှာပဲပြောနေ The Way Dragon နဲ့ short သွားပြီညီကိုဆန်ဖလပင်းကကောင်းလို့အကောင်ချီကျူးလိုက်တာညီကိုတော့အဲ့မှာ Jack တီးပါတေးသွားရင်ပဲမော်စကိုကထမ်းပေးရမှာနော်အဲ့လိုတေးလို့မရဘူးမော်စကိုကအဲ့မင်းဖလပင်းကလိုက်တော့ငါတို့မြန်မာနိုင်ငံလိုက်လောက်မကောင်းကွာမင်းတကယ်ကောင်းတယ်လားဒီ live ကတော့တကယ်လက်ခံမေးလို့ရတယ်ညီကိုနော်ဖလပင်းကရင်းနေတာလို့လဲမှာလဲ mock နော်အပေါ်မှာလဲလိုက်လားမသိဘူးသူတို့စန်ကြီးလေးထက်ရလိုက်တာမင်းရော respect မပေးဘူးလို့ purify တကောင်မှမယူဘူးနော်ဒီချောင်းကြီးပါတာကိုမင်း purify နဲ့ဆော့ဖို့မရွေးဘူးဗျာသဘောကျတယ်အဲ့လိုလေးလဲဒီကိုလေးကတော့ကွာမှာပဲအမှန်ပဲဗျာဆိုတော့လဲလန် first တော့ပါယူတော့ချောင်းကြီးကို flick က The Way Dragon respect မပေးဘူးစင်မပြေတယ်နော်ညီကိုအဲ့မှာ Jack တီးပါတေးပြီးနေတူတယ် portal လေးတော့မဖွင့်လိုက်တော့တော်တော်ကြီးတွေးရောsuper light နောက်မှာ6 G ကွန်တို့တင်ထားတယ် G ကွန်တို့ flick က The Way Dragon ရောက်နေဖြတ်ကန်ဝိုင်းနေမနောက်ဆုံးမှာတော့ Framin Netherlands ပါပြီးတော့ကယ်ပေးထားတယ်နောက် Fanny Cable တွေပြန်ဝင်လာအောင်မယ်နောက်မှာ later တောက်လျှောက်တွေထူပေးနေအောင် split တွေခွဲ Mega တလန့်ကိုပဲအရင်ဆုံး hair wine နေပဲ Jerry first လုံးနဲ့ Mega တလန့်ကိုတိမ့်ပိုက်သွားခဲ့ပြီပဲဖြစ်ပါတယ် Zeno အဲ့မှာကွန်စီးပြောက်ပြီးတော့ပြေးလာတယ်နောက်6 G ကွန်တို့ The Way Dragon လှတယ်ဗျာ flick ကတော့မလိုလိုက်ဘူးတခါတည်းပဲမော့ကန်လိုက်နေပဲတကယ်ကောင်းတဲ့ချောင်းတော့သွားကြတာနော် flick ကမရှိဘူးကခုမှရတာလိုက်ကိုမဲ့ကောင်ဖြတ်ကန်လိုက်တော့နော်ဘာမှမလုပ်ရပဲတန်းလျှော့ရတာကန်ကြကြီးကလှပါတယ်ကွာနော်မင်းလုံးဝ